Hello, hello, मैं मिंगला पास से मिंगला बातें ली रही है मिंगला पास सेโอ้อ้วนดีขึ้นเยอะเลยหายไวหายคืนมากเลยแกเราไปถวายอันนี้ไงพูดดีเลยตั้งแต่เจ๊ซื้อโยซื้อมาเลยตั้งแต่เจ๊น่าซื้อเดี๋ยวเขาลาไอ้มาเรียนหาตาชิคูได้เลยตั้งแต่เจ๊เย้ตะเกะไม่ยงไม่ชินนะเต็มအခုကလေအောက်ဆီဂျင်တွေပါတယ်မရှိတော့ဘူးအောက်ဆီဂျင်ခက်ဟိုအချောင်းတပီးလေးပဲကျန်တော့တယ်ပြီးဝါတော့ပျော်နေရောပဲအရင်ကဆိုရင်လေ तू ငိုမငိုပဲငိုလဲငိုတယ်ဆေးရုံလဲတောင်းပြောင်းတယ်အဲ့ဒါလေဆေးရုံဆေးကအဒီနက်စစ်မှာလေမနေ့ကအတီး3မျိုးနဲ့အမွေးတိုင်3တိုင်ကသွားပြီးတော့ဆုတောင်းတယ်လေโอ้โหเห็นทันตาเลยอะแกดีมากเลยแบบว่าโอ้โหแบบคนลุกอะไม่นะไม่ขอปีงั้นไม่ขอมาต้าบัวเตเลยไม่ขอมาต้าบุเชไม่ขอมาต้าวัดเต้าเลยตะเกียบเดี๋ยวได้เตเลยวัดเต้าไอ้แชนเนี่ยมาตัดตาลายวัดเต้าเลยสกัดที่สุดเลยโจยนี่ยอเบ้ตุเปียวนี่ยอเบ้ตุเปียวนี่ยอเบ้เตเลยไอ้ยังก็สุดเลยมาม่าไอ้ดีนัสซิมันมาชิโคขินตรงอะไรเตเลยซียงเลยตุตองเปียวเนี่ยขนาตุงูเลยเตเลยพงเสลาไปสู่ตุมันเนบูတောင်းလဲတောင်းစင်းတယ်ဆေးရုံကိုတောင်းလဲတောင်းပြောင်းတယ်ငူတယ်မမဆိုအဲ့ရဲ့နဲ့မှစိတ်ညစ်ရတယ်တဲလေးတကယ်ပြောတာဘာဖြစ်လို့လဲဆိုတော့နတ်စမတွေကမကောင်းဘူးအသေးလေးအပြောဆိုကျန်းတယ်အပြောဆိုအရန်ကျန်းတယ်အဲ့ဒါကြောင့် तू ကလေတဲလေးလူနာဆိုတော့လीနော်စကားတချို့တတာတော့ तू ကတော့နားထောင်ကြည့်မှာပဲအဲ့ဒါလူနာတိုင်းပါပဲတတပြီးပြောပြမယ်တငယ်ချင်းတွေမမပြောပြမယ်နော်မယုံမရှိနဲ့တော့ညီမလေးတယောက်လေးမမကိုစာပို့လာတယ်အမားတဲ့အကိုဝါတုတ်ကိုတဲ့မမြန်ပေးတက်တာစီချင်းတဲ့ဆိုရင်မမြန်ပေးတက်တာစီချင်းတဲ့ဆိုရင်တဲ့ဆေးရုံအရှိမာတဲ့နတ်ဆင်ရှိတဲ့နော်မနော်တဲ့အဲ့ဒီနတ်ဆင်ကိုတဲ့အပြေး3မျိုးနဲ့အမွေးတိုင်3ချောင်းပေါ့နော်သွားပြီးတော့သွားချစ်ခိုးပြီးတော့ကိုလူနာအတွက်ကိုတောင်းပေါ့နော်အဲ့ဒါလေးမနေ့ကလေးအသေးလေးမမချစ်ခိုးတဲ့မှာဝါတုတ်ကလေးအော်ဆီဂျင်ကလေးတဲလေးပြည့်နေရောပဲနော်အသေးလေးနော်မမလေးမိလက်ဘက်မှာမမစက်တနိုင်မထိုးခင်မှာမမအတီးအဲ့ဒီညီမလေးပြောသလိုမျိုးပဲအတီး3မျိုးရောအမွေးတိုင်3ချောင်းရောအသေးလေးမမတော်ပြီးတော့ချစ်ခိုးတဲ့လေးတဲလေးတညတော့မရှိဘူးတဲလေးညနေတော့မမ6နာရီတစ်ခါမမသူ့တော့ကြည့်တော့တဲလေးအောက်ဆီဂျင်တွေအကုန်လုံးဖြုတ်တယ်တဲလေးတက်တာလို့အောက်ဆီဂျင်တွေကဖြုတ်တယ်နော်အသေးလေးနော်တက်တာလေးတော်လေးကိုတက်တာတာအသေးလေးအဲ့ဒါမယုံမရှိနဲ့နော်တဲမမစကားကိုဒီမှာလဲနားထောင်သွားနော်အသေးလေးချဲပေးလို့ရမယ်ဆိုချဲပေးပြောပေးလို့ရမယ်ဆိုပြောပေးကိုအမျိုးတွေကိုညီကိုမောင်နှမတွေဆေးရုံတက်မယ်ဆိုရင်မတက်တာဘူးဆိုရင်ရမယ်ဆိုရင်အဲ့ဒီဆေးရုံရှိမှနတ်ရှင်တွေရှိတယ်ထိုင်းနိုင်ငံမှာဆိုဆေးရုံတန်းမှာနတ်ရှင်တွေရှိတယ်တဲလေးအဲ့ဒီနတ်ရှင်တွေမှာတဲလေးမမပြောတယ်လို့မျိုးပဲပတ်လုံးကြည့်ကြနော်တဲလေးနော်ပတ်လုံးကြည့်ကြအဲ့ဒီလူကလည်းမမကိုလှုပ်ဖူးလို့ကောင်းလို့ဟိုဒီနို့တဲလေမမတူတစင်သူပြောလာတယ်မမလည်းကိုတွေးတလုံးမှနဲ့တကယ်တညတော့မဆောက်ရဘူးတဲလေတိတလူနာကလေမပြောနေနေတော့အတဲလေဒီနေ့လည်းမမလေးအချိုးရီ3မျိုးမမတကတ်တယ်အတဲလေချိုးရီ3မျိုးတကတ်တယ်ဒီနေ့ကမြန်စင်းရအောင်ဆိုပြီးတော့လေအတဲလေတောင်းဆိုတာပေါ့နော်အတဲလေနော်အကောင့်ပဲနှစ်ခု3လေတဲ့ဒီအကောင့်ကမမပိတ်အကောင့်တဲလေဒါပိတ်အကောင့်ဟိုမှာ Facebook အကောင့် TikTok ဆိုနှကောင့်စီးတယ် Facebook နဲ့ပိတ်နဲ့နှကောင့်ပဲစီးတယ်နောက်ပြီးတော့ TikTok နှကောင့်ပဲစီးတယ်တဲလေအကောင့်လောက TikTok အကောင့်ဆိုရင် follow ကတော့8သိန်းကျော်ရှိတယ် Facebook အကောင့်လည်း3သိန်းကျော်ရှိတယ်ပိတ်အကောင့်လည်း3သိန်းကျော်ရှိတယ်နောက်ပြီးတော့ TikTok အကောင့်အသစ်ကတော့ follow 3000ကျော်4000နီးပါးရှိတယ်အသေးလေးအဲ့ဒီ4ကောင့်မမတုံးတယ်နော်အသေးလေးနော်နော်တဲလေးဆရာမတွေလည်းစကားပြောတယ်လေအခုဆိုချုံနေရောပဲအသေးလေးတငယ်ချင်းလိုမျိုးပဲပြောကြတယ်စားလိုက်နောက်လိုက်နဲ့ပဲအရင်ကဆိုဆရာမတွေဆရာချီတွေအဲ့လိုမျိုးမဟုတ်ဘူးအသေးလေးတို့သိလားအဲ့လိုမျိုးမဟုတ်ဘူးဘာတော့ဆိုလေခဏငိုပြီးတော့တောင်းစင်းနဲ့တောင်းပြောင်းနဲ့စီးရုံကိုအသေးလေးတို့အဲ့ဒီနတ်စင်ကိုချစ်ခိုးပြီးတော့လေတဲလေးလူကလေထင်ရေးတဲလေးထင်ရေးပဲတကယ်ပြောတာလုံးကြီးကြနော်တဲလေးနော်တကယ်လို့ကိုမိဘရွှေမျိုးတွေပေါ့နော်တကယ်လို့မတက်တာဘူးဆိုရင်ပေါ့နော်ใช่
วันนี้ก็เราก็ไปถวายน้ำ3 4ถ้าเราถ้าเราลงจากโรงพยาบาลก็เราก็จะไปไหว้เหมือนเดิมเหมือนกันโอ้โหแบบเหลือเชื่อเลยอ่ะแกนี่คือเรื่องจริงอ่ะ ဒီနေ့လဲလေဘာမှပြောပြမယ်နော်ဘာမှပြီးသားပဲတဲသူလဲအဆုပ်ပဲအဆုပ်ကတော့ခိုးဘက်ခံမှာပေါ့နော်တဲလေးနော်အဲ့ဒီမှာလဲလေသူမိမဆိုအရန်ပေါက်ပွဲတဲ့တဲလေးဘာဖြစ်လို့လဲဆိုတော့ဘာမှပြီးသားကိုအထင်သေးတယ်လေမမငွေအကောက်ဘက်လို့လောက်ရတတ်လေဘယ်လိုလောက်ရတယ်ဆိုဝယ်ရတယ်အတဲလေးဒီနေ့လဲသူတို့နဲ့စကားဘာမှပြီးသားချင်းစကားတပြောမိတာပေါ့နော်တငယ်ချင်းကိုတွေကဒီလိုမျိုးပြောခိုင်းအေးတငယ်ချင်းငါတို့တွေလည်းအဲ့လိုမျိုးပဲတဲ့ပတ်စံမျက်နှာပဲကြည်ကြတယ်ဒီဆရာမတွေကပြောတာပေါ့နော်အဲ့ဒါကြောင့်ငါတို့ဘာမှပြီးသားကိုအထင်မသေးနဲ့သူတို့ပြောတာပေါ့နော်သူပြောတာငါတို့ဘာမှတော့အတော်အထင်သေးတယ်နော်သူတို့အဲ့လိုမျိုးကြလက်မဆိုလက်မမကောင်းဆိုလက်မဖြတ်လက်မမကောင်းဆိုလက်မလက်ညိုမကောင်းလက်ညိုဖြတ်တယ်ရောပြီးတော့ပျော်လို့မရဘူးအဲ့ပြောတယ်လည်းဟုတ်တယ်ပဲသူတို့တွေလည်းမမလိုမျိုးပဲထိတယ်တဲ့လေရင်ဖွင့်ကြတယ်စိတ်တိုးတာလေသူစိတ်တိုးလို့လေတဲ့လေသူအဲ့နတ်စမတွေနဲ့သူစကားမပြောဘူးတဲ့သူတတိပဲသူလွဲပေးလိုက်တယ်တတိပြောပြီးဆိုရင်လေတဲ့လေလူနာတွေကလာပြောတယ်ဘာကူညီပေးရမလဲဘာလူလဲအဲ့လိုမျိုးခုလိုတတ်ပြီးကြားရတော့ဝမ်းသာတယ်နော်ဒီမှာဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်တယ်တတ်တာလေတဲ့လေတော်လေးကိုတတ်တာတော်လေးကိုတတ်တာတကယ်ဒါမဲ့ဒီနေ့ကတော့ကိုပမာပြည်သားအချင်းချင်းလေးတခန်းကြော်လောက်ပဲအသေးလေးမမလူမျိုးပဲကြုံတွေ့ခံရတယ်အထင်သေးခံရတာသူပြောတယ်ငါဖုံထဲမှာဆိုရင်ငါပြောသူပြောတယ်ပတ်စံ2 သိန်း 3 သိန်းတော့ရှိတယ်ဘလောက်လိုချင်တယ်သူပြောတယ်လေအဲ့ဒီအမကြီးပြောတယ်သူလဲစိတ်တူတာပေါ့ကိုမကြုံဘူးဆိုရင်လေတဲလေးကိုမသိဘူးအဲ့ဒီခံစားချက်ကလေတကယ်ပြောတာဆရာမတွေရန်ထဲမှာပတ်စံကြောင်းပြောတာအသေးလေးအဲ့ဒါတော့မသိဘူးဗမာပြည်စေရောနတ်စင်ရှိလားမသိဘူးလားဆိုကိုမသိဘူးဒါပေမဲ့ထိုင်းနိုင်ငံမှာနတ်စင်စီတယ်မယုံမရှိနဲ့ရှောက်ပြောနေတာမဟုတ်ဘူးနော်မယုံမရှိနဲ့မပြောစေရောကပူဆူတဲ့စိတ်ကြီးစရာဟုတ်ဘူးလေကွာတဲ့စိတ်ကြီးစရာမဟုတ်ဘူးလေကွာဆိုတော့ဟာဒီအတယ်လေးပြောပြမယ်လူချင်းပဲဘာဖြစ်လို့သူတို့လူမျိုးကလေးကသူတို့တွေစကား ACC ပြောတယ်လေတံကတစ်မျိုးဖြစ်တယ်ခုဗမာပြည်သားတိမှန်တော့သူတို့လေတံတစ်မျိုးပြောင်းတယ်ကိုကပတ်စံစီလို့ဆေးရုံတက်တယ်လေကွာပြောချင်တာကဟုတ်တယ်ဟုတ်လူနာခါလူနာဘာလဲလူနာစားလူနာပတ်စံဒီလောက်ခါချိုက်တိုက်ဒီလောက်နော်ပြီးမဟုတ်လားပတ်စံဒီလောက်ပေးရမယ်မဟုတ်ဘူးအခုသူမေးတာပတ်စံရောရှိရတဲ့ပတ်စံရောပေးနိုင်လားတဲ့မပေါက်ကွဲဘူးလားနေလို့ဆိုရင်တို့မပေါက်ကွဲဘူးလားမပေါက်ကွဲဘူးလားသူတို့ပြောတယ်ကိုရီပတ်စံပေးတာတော့မှလေအသေးလေးကြီးလူနာတွေသူတို့တိတ်ပြီးတော့ဂယူမဆိုင်ကိုပတ်စံမရှိဘူးဆိုသူတို့တွေရတဲ့ကိုပေးတာပဲတဲ့မထင်နဲ့အရင်ဆုံးသိမှာတကယ်ပြောတာဂယူမဆိုင်လို့အရင်ဆုံးသိမှာချီးတွေသေးတွေပရဲပြီးတော့ထားမှာပဲကတိမှုတကယ်ပြောတာဘယ်လောက်ထိစိတ်ညစ်ရမလဲဘယ်လောက်ထိခံစားရမလဲဆိုတာနော်ကိုရီတော့မှပကန်းဆောင်ခုံနဲ့လည်းမဟုတ်ဆေးရုံကန်နဲ့လည်းပတ်စံပေးထုတ်ပြီးတော့ကုတာနော်အဲ့ဒါတော့မှလည်းအထင်သေးခံရတယ်တကယ်ပြောတာနောက်ပြီးတော့ကိုလူနာကိုလေပထမရက်ဆိုဗမာလူနာကိုသွေးတွေနဲ့သေးတွေနဲ့ချွေးတွေနဲ့ပေးလူထားတယ်အဲ့ဒါကိုပဲစဉ်းစားကြည့်ပေါ့ညီတို့ကပတ်စံမရှိကုပေးတယ်ညီတို့မစဉ်းစားညီတို့အရင်သေးမှာတကယ်ပြောတာကိုဒီပတ်စံရှိတော့မှရှိမကြည့်လို့ပေါ့ချွေးတွေသွေးတွေနဲ့အဲ့လိုမျိုးကတိပေါ်မှာပေးလူထားတာကြည့်မယ်ဆိုဒီလိုမျိုးဖြစ်လာစားအကြောင်းမရှိဘူးဟုတ်တယ်ဟုတ်မပြောတာမတတ်တာပြီဘူးလားမတတ်တာပြီအသေးလေးလုံးဝကိုတတ်တာပြီစေးကိုစင်းဖို့ပဲစောက်တော့ဒါပေမဲ့သူတို့တွေကကိုကပတ်စံပြီးတော့စေးရုံတက်တယ်ဆိုတော့သူတို့ပဲအချိန်ပေးစင်းနေဆိုတော့ကိုလည်းမသိဘူးအသေးလေးဘလို့ပြပြသူတို့တွေကထားမှာပဲသူတို့ပတ်စံရတယ်လေမတာဘူးမထင်နဲ့နော်ကိုကထင်သေးတဲ့စကားကိုဟောင်းငေါ့ပြီးတဲ့စကားတွေရတယ်ဘာကိုမှမတာဘူးတိလားဗမာပြည်မှာလဲဟောက်တယ်ထားလက်ခဲမှာလဲဟောက်တယ်အဲ့ဒါဘာကိုတာတာလဲဘာမှမတာဘူးတိလားဘာမှမတာဘူးအတူပဲတိလားကိုငေါ့တယ်ကိုထင်သေးတယ်ကိုပြောဆိုအတန်ကြီးနဲ့ဘာကိုတာတာလဲစီလဲဗမာပြည်မှာလဲငါလဲခလေးပြက်မွေးဘူးတဲ့ပတ်စံပေးတဲ့ဆရာမနတ်စမတွေကိုပတ်စံပေးတယ်နော်ငါဟောက်မခံရဘူးတစ်စက်မှငါဟောက်မခံရဘူးတကယ်ပြောတာ
ဒီမှာပတ်စံပေးလို့မရအောင်နတ်စမတွေကိုလေနတ်စမတွေကိုတည်တတ်ငါလည်းမပေးငါအောင်သူတို့တွေကအဲ့လိုမျိုးသူတို့ပဲကြည်တယ်တဲ့သူတို့ပဲကြည်တယ်တဲ့လူနာနေကများတယ်သူတို့တည်တဲ့တိုင်ပဲလေအဲ့ဒါတွေကိုပြောတယ်တချို့လူတွေကလေသူတို့တွေကမခံရပြီမဲ့သူတို့တွေကလေခုနလည်းတယောက်ခံရတယ်တယောက်ခံရတယ်ပောက်ကွဲတာလက်ကုပ်မယ်သူယောက်ျားကိုသူတို့တွေကိုအဲ့လိုမျိုးပြောရမလားဆိုပြီးတော့သူတို့တွေတော့စကားတော့မပြောတော့ဘူးအဲ့ဒီဆရာဝန်လေးနဲ့သူတို့တတိကိုယ်တိုင်ဆရာဝန်ကြီးကိုဖုံးဆက်ပြီးတော့ပြောတယ်အဲ့ဒါမှအဲ့ဒီလူနာကိုဘလို့ချင်းနေရှိလဲဘလို့ဘာတွေလိုချင်နေအဲ့ဒါကိုကောင်းလာမေးတယ်အရင်ကဆိုရင်အဲ့လိုမျိုးမဟုတ်ဘူးတငယ်ချင်းမငါတို့တွေလည်းထိတယ်သူပြောတယ်ဘယ်တော့စိတ်တူဖို့ကောင်းလဲဆိုဘာကိုခွန်အောင်မိုးကနေရဘာဖြစ်ချင်နေတာလဲငါမသိလို့မေးပြရစေရောမသိလို့မေးနော်ငါပြောပြမယ်ထိုင်းနိုင်ငံမှာဆိုရင်လေဘသူမှစေးရုံမတက်ချင်ဘူးသိလားပတ်စံလဲကောင်းတယ်အထင်သေးလဲခံရတယ်နော်ငါဆိုရင်လေနေကောင်းကောင်းရဲ့သားနဲ့အဲ့ဒီစေးရုံမိကြီးတော့ငါမနင်းချင်ဘူးနင်သိလားဘသူမှစေးရုံမတက်ချင်ဘူးအသေးအတန်ဖြစ်လို့တာတက်နေရတာသိလားတဲတန်ဖြစ်လို့တာတက်နေရနင်လဲပို့အိုပဲငါထင်တယ်ကိုစိတ်ဓာတ်ကိုနည်းနည်းနော်ပြင်လိုက်အောင်သိလားပြင်လိုက်အောင်ကိုဖြစ်မှကိုတွေးကြုံမှပဲအေးဒီပို့မှပြောတာမှန်ပါတယ်ဆိုပြီးတော့နောင်တမရနဲ့နော်အေးငါလဲဆုတောင်းပေးတယ်ငါလိုမျိုးမကြုံတွေးရပါစေလို့လည်းငါဆုတောင်းပေးတယ်နော်နေကကြုံတွေးခဲ့မယ်ဆိုရင်ငါတို့တော့မှရှင်မငါတို့တူမတွေထိုင်းချောင်းတွေတက်တယ်ငါတို့ကချမ်းစကားမွတ်ပြုတ်တွတ်နေရောပဲစောက်ဆက်လဲရှိတယ်နော်နင်တာသူများလူတို့နင်ဖြစ်မဆိုရင်ဒီစောက်ဆန်မများတာရှာဆန်ကကြွားချင်တဲ့လူကိုခေါ်နော်နင်မခေါ်ဝါဘူးနင်ပတ်စံမရှိဟိုမှာစပတ်နဲ့နင်မျက်နှာတက်ဖို့မှနင်သိလားငါခံရလို့ငါတယောက်တည်းမဟုတ်ဟိုမှာလဲဒေါသထွက်ပြီးတော့ပြောနေတယ်နင်သိလားဗမာပြည်သားဟိတ်မန်ဒီဆိုရင်คนพม่าใช่ไหมคะคนพม่าใช่ไหมคะวันนี้จะทำนู้นจะทำนี้ค่ะค่าใช้จ่ายมีตังค์ไหมคะใจไหวไหมคะอ่ะไทยหลุมยูสุคุณลุงค่ะวันนี้ต้องฉีดยานะคะค่าพยาบาลค่ายา70 บาทจ้าเรียนจำยูงานรูปประมาณนี้คุณพม่าใช่ไหมคะยาอยู่ไหนคะค่าใช้จ่ายดูเท่านี้ค่ะปีบีแต่เจเลยบอกอากูอ่ะมีตังค์ไหมคะใจไหวไหมคะอะไรบาตะโบเลยอะไรบาตะโบเลยบาตะโบเลยพูมาเลยมาจีนแน่บูงาดูกันเนี่ยบีนากันเลยอดีอัตโตเลยมาจีนแน่บูตูดูดอกมาใส่ตูลุ้นสูบปีดอตูดูดอกมาสกามาเปียวตะทีเนี่ยไปตูดูลุ้นเลยตะทีเนี่ยสกาเปียวได้เลยแต่นี่กูแต่ไงเจมาตะทีเนี่ยงาดูมาပြောခင်တော့ကလေငါတို့လေအဲ့လိုမျိုးနေရစကားကောင်းမှမပြောတာငါမပြောငါပြောပြနေပြီနင့်ကိုငါဒီလိုမျိုးမပြောဘူးဆိုနေကမသိဘူးငါအဲ့လောက်တော့မပြောပြနေဖြည်းဖြည်းတငါပြောပြနေပြီအခုငါဖြစ်ပြတယ်ငါချပြတယ်အခုမှဖြည်းဖြည်းတလာမပြောနဲ့ဟဲလာမလုံးနဲ့နေတာငါတို့လိုမျိုးမကြုံတွေ့ပြစေနဲ့ငါတို့ဆူတောင်းပေးတယ်သိလားနော်နေတာဖြစ်မယ်ဆိုစောက်ဆန်နဲ့များယူอ่ะပကံဆိုင်ကုန်းနဲ့တွားမကူနဲ့ဟိုမှာနင်းကိုချီးနေထားရမယ်အဲ့ဒီကတိပေါ်မှာနင်းသိလားငါမျှဝေပေးတာငါပြောပြပေးတာနော်သင်ငန်းစာယူဖို့နင်အဲ့လိုမျိုးလာတိုက်ခိုက်နေတယ်ငါ့ကိုငါရှောက်ပြောလို့ရလို့လားဒီလိုမျိုးကိစ္စရှောက်ပြောလို့ရလို့လားဒီနေ့ငါဒါဝတ်သွားတယ်နော်ဆရာမလာတယ်ငါလူနာကိုတငယ်ချင်းလိုမျိုးပဲစကားပြောတယ်ပြောလိုက်ပြီးလိုက်စားလိုက်နောက်လိုက်နဲ့ပဲငါနဲ့စကားပြောလေပစားတော့ငါ့ကိုပြောတယ်မျက်လုံးကဒါကိုကြည့်တယ်ညင်တို့သိလားအဲ့ဒါတွေငါဝတ်ချင်လို့ဝတ်တာမဟုတ်ဘူးဒါအနေခံရများလို့လက်မကောင်းဆိုလက်မပဲလက်ညိုးမကောင်းဆိုလက်ညိုးပဲရောလို့မရဘူးသိလားညီမဖြစ်စီနဲ့လို့အဲ့ဒီခွန်အောင်ငိုးနော်ညီမဖြစ်စီနဲ့လို့ငါတခါတည်းပြောမယ်
你们平时呢，咯，俺都了有你们种对呀吧？是呢，咯，俺都看来是当比来没，这个咯你种对开呀没所以，现在个木不如啊你点你标呀没，少晒了你哎呀嘛啊比你太晚呀没，哎呀嘛好玩你我的，พี่เอาอะไรคะพี่ต้องการอะไรไหมคะเข้าใจใช่ไหมนั่นเลยเดี๋ยวเขางาลูนาโอ้พัดมาเย่เดียงาดูดิอะลูนาเตะแต่ผิดด้วยเจ้าโมโลบูติบัตติแบบหัวเปียเดียเปียซูมูดิเนี่ยงาดูมาตัวยาวอะไรโอ้ลิงาลูนาแต่ญาเดแบบอดีสีอยู่มาไอ้มันเนี่ยเพียงงานหลาจีเลยลูนาบีน้ำมาตุยดิอะตุดูดิเผาทาเลยตุยดิเนาะตุดูดิเผาทาดิมาดิเผาทาเลยดิมาดิเผาทาเลยตุยก็เลยยูปีดอดิตะโกไอ้มันเนมันนอบูงาลูนาเลยมีโยนี่အဲ့ဒီစက်တနာရီမှာငါလာပြီးမှငါစိုက်အလေးမနေဘူးငါလေးအော်ဆဲတော့နည်းနည်းလေးပဲလူတယ်ဂယူစိုက်လာမစိုက်ဘူးဆိုတာဘယ်လောက်ထိกว่าနောက်ပြီးတော့ငါလူနာကဒီဘေးနာထိုင်းဖိုးကြီးတယောက်ရှိတယ်ကြီးရတဲ့ပုံစံတထေးဖိုးကြီးပဲเนาะအဲ့ဒီတထေးဖိုးကြီးကိုလေအနာလေးနည်းနည်းလေးပဲเนาะမစေးပြီးလို့ဆိုပြီးတော့သူ့မိမနဲ့သူ့သားလေးအဲ့ဒီနတ်စမဘယ်လိုပြောလဲသိလားไม่ดูแลหรอดูแลหรือเปล่าถ้าดูแลน้ำจะไม่ออกขนาดนี้นี่มาดูซิน้ำหนาวเท่านั้นเลยดูซิเปียกหมดแล้วดูซิค่ะเดี๋ยวมาทำให้นะคะดูมาทำแผลให้นะคะรอแป๊บนึงนะคะพอดีว่าไม่เห็นพอดีค่ะมาดูเลยจะหรือจะเปียวจีไปรองานเศร้ายันเปียวรู้ยารู้หลังที่ใกล้ซ่าดีอะงานมาจงด้วยบุษงานมันแต่งเลือกพูดได้หรอมันตีลูกมีพี่อาเสียวมันรวยบูเตลีตะเกียบอยู่ละมันรวยบูเตลีมันรวยบูตะเกียบอยู่ละมันรวยบูตะเกียบอยู่ละพม่าพี่ดาသူတို့တိပြီးဆိုရင်လေသူတို့တွေကနည်းနည်းတော့ခုတင်းသွားတဲ့တဲလေစကားတွေကမူရမာယာနည်းနည်းသူတို့တွေကခုတင်းသွားတယ်မူရမာယာစကားတွေကအစာနည်းနည်းပြောင်းလဲသွားတဲ့တဲလေဟုတ်ပြောတယ်ဘလောက်ပဲပတ်ဆက်စစ်အတဲလေမူရမာယာနည်းနည်းပြောင်းလဲသွားတယ်နော်အဲ့ဒါကြောင့်မမပူမစကားကိုတီးချလေးနော်တဲလေတင်ငန်းစားလေးယူစေးရုံသွားမယ်ဆိုရင်ရှမ်းစကားလက်လက်ပဲပဲတတ်တဲ့လူကိုခေါ်ပါနောက်ပြီးတော့လေတဲလေပတ်ဆက်လေးကိုလေလက်ပေါ်မှာမပြီးပြတ်နေအတဲလေသိလားတကယ်ပြောတာဒီမှာလည်းငပိတောင်ဖောက်တယ်လေတကယ်မရသေးဘူးငပိတောင်ကလေငပိတောင်တကယ်မရသေးဘူးဒီမှာလည်းခလေးမပြပါတယ်မှာစမောစာခေါ်ဆိုရေးစေးရုံနေတာမပြောနေနေမမဟုတ်တယ်ရတဲ့လေတကယ်ပြောတာပမပြည်သားမဲ့မဆိုရလေတဲ့လေပတ်စံဘလောက်ပဲရှိအမူအရာတွေအပြောအဆိုတွေကလေတဲ့လေထိုင်းထဲကိုနည်းနည်းလေးကွာသွားတယ်တဲ့လေတ
တကယ်ပြောတာတကယ်ပြောတာတကယ်မယုံမရှိနဲ့ရှင်တို့တွေကျမတကယ်ပြောတာရှင်တို့ကျမလည်းဆေးရုံလုံးဝမုန်းတယ်ကျမလည်းဆေးရုံလုံးဝမတက်ကျမလူနာတဲတန်ဖြစ်လို့တာဒီဆေးရုံကိုကျမတက်နေရတာကျမလေတကယ်ပြောတာကျမကုနေကြဆေးရုံရှိတယ်ဟိုးဒီမှာလုံပန်းစစ်လူရรู้จักလုံပန်းစစ်လူไหมအဲ့ဒီဘာလဲလုံပန်းစစ်လူဒီမှာစာထွန်มาလေအဲ့ဒီမှာမမတို့ကုတယ်တဲလေးဒါအဲ့ဒီဆေးရုံတော့တဲလေးပြောစရာမလိုဘူးတဲလေးကောင်းတယ်ဒါပေမဲ့ဘကူကပမာပြည်သားဆိုတော့လေတဲလေးနည်းနည်းတော့စကားတော့ကိုပြောတဲ့လိုမျိုးပဲကောင်းလာလို့မင်းမစုကောင်းဒါပေမဲ့စကားတော့နည်းနည်းတော့မှားတယ်ဒါပေမဲ့ဒီဆေးရုံနဲ့မဟုတ်ဘူးပေါ့နော်ဒီဆေးရုံကအရန်နဲ့မှမှားလို့မှားတယ်ကိုမာကတော့ပတ်စံနဲ့အရန်နဲ့မှဇီကြီးလုံးပန်းစင်းလို့ရအဲ့ဒီစာထွားမှာမမတို့ကုတယ်နော်အစားဆိုမမတို့လည်းကုတယ်ဝါတော့လည်းအဲ့ဒီမှာပဲတက်တယ်ဒါပေမဲ့ဈေးကတော့မူပေါ့ရှိတယ်မမတို့ကုတယ်တဲ့ဒါပေမဲ့ကိုကပမာပြည်သားသူတို့သိနေဆိုစကားလေးနည်းနည်းပြောဆိုတော့နည်းနည်းကွာသွားတယ်တဲ့လေဒါပေမဲ့ဒီထက်တော့ကောင်းတာပေါ့နော်ပြောရမယ်ဆိုရင်ဘာဖြစ်လို့ဒီထက်ကောင်းတယ်ဒါပေမဲ့ဟိုမှာမမလူနာစောင့်မရှိဘူးအသေးလေးမမတယောက်တည်းပဲဆိုတော့မမလူနာစောင့်မရှိမမကုလို့နိုင်တာတော့မမအရန်နဲ့မကုလို့နိုင်တယ်အသေးလေးဒီယောဂအိုင်ဒီဝါတော့ဖြစ်နေတဲ့ယောဂပြောရမယ်ဆိုမမလုံးဝကုလို့နိုင်တယ်အသေးလေးအေးဆေးပဲကိုဒီကတော့ကိုကပတ်ဆက်ရှာတာအခုမှမဟုတ်ဘူးလीနော်ဆူတာဆောင်းတာလည်းရှိတယ်လीနော်အဲ့ဒါကြောင့်ကိုကကုလို့နိုင်တယ်မဲ့မမမှာလူအင်အားမရှိဘူးအသေးမမတယောက်ပဲလူနာစောင့်တာအရန်ပြင်ပန်းနေနော်လူနာစောင့်တော့ပြင်ပန်းတာအသေးလေးအဲ့ဒါကြောင့်ဒီကသူ့အမတွေရှိတယ်ဆိုတော့လေတဲ့သူ့အမတွေရှိသူ့အကိုတွေရှိတယ်သူ့အမျိုးတွေရှိတယ်ဆိုသူ့အမလည်းနည်းလေပဲဆိုအားတယ်ဆိုတော့လေအဲ့ဒါကြောင့်ဒီဆေးရုံကိုလေတဲ့ကြီးလာလိုက်တာဟိုမှာကုလို့ရလာလို့ကုလို့ရတယ်ဒါပေမဲ့မတယောက်တည်းပဲမနိုင်ဘူးသူ့အမတွေနဲ့လည်းဝေးတယ်လေသူ့မတွေနဲ့လည်းဝေးတယ်လေအသေးလေးသူများကိုလာကြည့်လို့ရမတကတရက်တနည်းနဲ့လူနေပဲရမယ်လीနော်အဲ့လိုလူနေတိုင်းကြည့်တော့အခုဆိုဝါတော့အဆေးရုံတက်တာတစ်ပတ်လောက်စီပြီး9ရက်6ရက်လောက်စီပြီးသေးတယ်အရန်ပြင်ပန်းတာပဲအဲ့ဒါတော့မနေ့တစ်ခေါက်သွားညတစ်ခေါက်သွားအရန်ပြင်ပန်းအဲ့ဒါကိုတယောက်တည်းပဲထိုင်ကြည့်နေတာမို့လူတွေကခဏလေသူတို့အမျိုးတွေကဒီဘက်မှာများတယ်ဆိုတော့လေတိလာခဏလာကြည့်ပြီးကြနောက်ပြီးတော့လေလူနာတွေကဒီတဲဒီဆေးရုံမှာနေတဲ့တယောက်တည်းပဲမထားပြဘူးတဲ့လေသူတို့တွေအရန်နဲ့မှအားငယ်တက်တယ်နော်လူနာတွေကိုတယောက်တည်းမထားနဲ့အရန်နဲ့မှအားငယ်တက်တဲ့အသေးလေးမြန်ပြီးကောင်းချင်မယ်ဆိုရင်ခဏနော်အမျိုးတွေခဏไปเยี่ยมเลยยิ่งเยี่ยมได้ดีเยี่ยมดียิ่งကောင်းတယ်อย่าทิ้งคนไข้อยู่คนเดียวเขาจะแบบว่าเขาจะน้อยใจလာကြည့်တဲ့လူနာတဲ့မလာကြည့်တဲ့လူနာနဲ့အရန်กว่าတယ်အသေးလေးတို့ဒီမမတို့ဘေးနားမှာလေအဲ့လိုမျိုးပဲတချို့ထိုက်ကူကြီးတွေကမလာကြည့်ဘူးသူတို့မိသားစုတွေပြီးအသေးလေးတချို့လူတွေကခဏလေးပဲလာ2ရက်မှတစ်ခါ3ရက်ပဲတစ်ခါအဲ့လိုကိုမလည်းထမင်းတွေလည်းမစားဘူးတဲ့စကားတွေလည်းမပြောแล้วก็ต้องไปเยี่ยมทุกวัน30 บาทရှိရပူဆိုးတယ်30 บาทရှိပဲဆိုလောကငွေနဲ့တဲလေးတကယ်ပြောရခလေးမွေးတာကဖြစ်ပါပဲဖြစ်အရန်ဟုတ်တယ်မမလည်း30 บาท3ဘူးတဲ့တဲလေးဟိုးပါလဲဘန်ဘူထော်မှာ30 บาทဆိုတော့လေတဲလေးပိုက်ကြီးတယ်လေသူတို့ဟောက်တာပဲတကယ်ပြောတာ30ပဲပေးရတယ်ဆိုတော့ဟောက်တာလက်ကုတ်ပဲဟောက်တယ်တဲလေးဟယ်လိုတရားနိုင်ငံမှာနေရတာမလွယ်ဘူးမလွယ်ဘူးပြန်လာပြီးမမဓာတ်မှန်ရိုက်ပြီးသူ့နှလုံးကဘာမှမဖြစ်ဘူးမမပกติပဲမမရေ
သူအောက်ဆီဂျင်ဆက်တွေလည်းမရှိတော့ဘူးမမရဲ့သူများဘက်ကိုတွန်းထုတ်မှန်းလည်းမသိတော့အောက်ဆီဂျင်တွေလည်းမရှိတော့အောက်ဆီဂျင်သေးသေးလေးနဲ့ပဲထည့်ရတော့တယ်မမရဲ့မလေးအမမောင်လေးကလေအမကြော်ထားတဲ့အကြော်တွေကလေအကောလုံးစားတယ်နော်မနေ့ကညီမကြော်တဲ့အကြော်လုံးဝမစားဘူးသိလားမလေးဘူးတွေလည်းညီမမေ့ပြီးတော့ယူပြန်လာမယူပြန်လာဘူးမမရဲ့ကဲမမနိုင်စင်းမဲ့ပဲလေးတော့ဟုတ်တယ်တကယ်ပြောတာတကယ်